ကဘာခေါင်းဆောင်တဲ့ဖုံးပြောတဲ့မိနစ်90ကကျွန်တော်တို့ရဲ့လက်စစ်မီတာကားတွေကိုဘလို့များထိုးတက်သွားစေတယ်လဲဆိုတာစဉ်းစားကြည့်ဖို့ကြလားတကယ့်ကိုမယုံနိုင်ကြပါပဲဒီနေ့တရက်ရင်းမြစ်စုံကနေစူးစီးထားတဲ့ breaking news သတင်းဦးရှင်းလင်းတင်ပြချက်ကနေကြိုဆိုလိုက်ပါတယ်ဒီမိနစ်60ကြာဖုံးခေါ်ဆိုမှုတွေကကဘာရေနံဈေးကိုပေးလို့ရတောင်ကမောက်ကမဖြစ်သွားစေရလဲဒီလိုပါကဘာပထဝီနိုင်ငံရေးဆိုတာကြီးမားရဲ့စစ်တူရင်ခုန်ကြီးတစ်ခုလိုပါပဲဟောဘကရွှေ့လိုက်တဲ့အကွက်တစ်ခုဟာကျွန်တော်နဲ့မဆိုင်ဘူးလို့ထင်ရပေမဲ့တကယ်တော့ကျွန်တော်တို့ရဲ့နေ့စဉ်စီးပွားရေးဘဝတွေကိုတိုက်ရိုက်လာထိနေတာပါဒီတဲ့ဝူတွေလာနေဘယ်လိုစစ်ဆက်နေလဲဆိုတာအတီတူကြည့်လိုက်ကြအောင်ဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာတွေကတော့1ကဘာခေါင်းဆောင်များရဲ့အားပြိုင်မှု2ဟော်မုစ်ရွေးလက်ကြားအချက်အတဲ3စစ်စိတ်နဲ့ရေနံစီနှုံး4အမေခံဘဟိုပန်အဖိုက်တွင်တဘောထားကွယ်လွယ်မှုနဲ့နောက်ဆုံးအချက်5ထိုင်းစီပွားရေးအပေါ်ဘလို့ရိုက်ခတ်နေလဲဆိုတာဒီပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်အပိုင်း1ကဘာခေါင်းဆောင်များရဲ့အားပြိုင်မှုပရမဇုံလဲကျသွားတဲ့ဒေါ်မီနိုအုပ်ချက်လေးကဘယ်ကစလဲဆိုတော့အရှေ့အလယ်ပိုင်းနဲ့ယူကရိန်းအတွက်ဒေါ်နယ်ထရမ့်နဲ့ဗလာဒီမာပူတင်တို့မကြသေးခင်ကမှပြောခဲ့တဲ့မိနစ်60ကြာဖုန်းခေါ်ဆိုမှုကနေစတာပါဒီမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကသူတို့နှစ်ယောက်ရဲ့မတူညီတဲ့ယက်တီချက်တီပါပဲဘယ်ဘက်မှာကြည့်ရင်ပူတင်ကအီရန်ရဲ့ယူရေနီယံကိစ္စကိုကူညီဖြေရှင်းပေးမယ်ပြီးတော့မေလာ9ရက်မှာယူကရိန်းနဲ့ပြေးဆရမယ်လို့ကန်လန်းထားတာပါဒါပေမဲ့ညာဘက်မှာကြည့်လိုက်ပါထရမ့်ကကြတော့ယူရှာအနေနဲ့တခြားကိစ္စတွေလာမကူညီခင်ကိုအိမ်ရှိကယူကရိန်းစစ်ပွဲကိုအရင်ဆုံးတက်ပြပါဆိုပြီးတောင်းဆိုထားတာပါသူတို့နှစ်ယောက်ရဲ့ဖြူဟာမြောက်အားပြန်မှုကအတိုလေးကိုပြင်းထန်ပါတယ်သတင်းတွေထဲမှာထရမ့်ရဲ့ဒီလိုဟာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအဖြစ်အပျက်လေးတစ်ခုပါလာပါသေးရဲ့မမိကြအောင်မလားတော့မသိဘူးမကြသေးခင်က Charles Pien အမေရိကန်ကိုလာလေတုန်းကထရမ့်ဟာတန်တမန်ထုံးစံဒီကိုကြော်သည့်ကမ်မီလာမီဖျားရီရှေ့ကနေဖျက်လျောက်သွားခဲ့ပူပါတယ်ဒါကိုတုံးသက်သူတွေကတရုတ်သုံးပြည်တောင်ခေတ်ကရှမ်းပြည်ရဲ့ရှေ့ကနေဝင်လျှောက်သက်တဲ့တောစာခန်းစစ်ပြည်ချောင်းချောင်းနဲ့တောင်ခိုင်နှိုင်းချကြပါတယ်ဒါကသူ့ရဲ့ဘသူကမှဂူးမဆိုင်တတ်တဲ့ကိုပိုင်ဟန်နဲ့ဩစာပြချင်တဲ့သူဘောကိုအထင်ထားမြင်နေရတာပါပဲအဖိုင်းနဲ့ဟော်မုစ်ရေလက်ကြအကြက်တဲ့အခုရှေ့အလဲပိုင်းမဲ့ကိုနည်းနည်းလေးကူးသွားကြည့်အောင်ထရမ့်ကအီရန်ပေါ်ချမှတ်ထားတဲ့ရေချောင်းပိတ်ဆို့မှုတွေကိုရုပ်သိမ်းပေးဖို့လုံးဝငြင်းဆန်ထားပါတယ်ဘာလို့လဲဆိုတော့သူကစီးရဲရအင်အားသုံးတာထက်စီဝါရေးရအချက်ကိုင်းဖိအားပေးတာကပိုပြီးထိရောက်တယ်လို့ယုံကြည်နေလို့ပါပဲဒီကိန်းကနန်းတွေကိုကြည့်လိုက်ရင်တကယ်ကိုအမခံပါပဲ AP လာ73ရက်ကစားပြီးပိတ်ဆို့မှုတွေလုပ်ခဲ့တာအီယန်တမိုးအီစန်စင်ကိုတားဆီးနိုင်ခဲ့ပါတယ်ရင်းနှစီပေါင်း69တန်းလောက်ကိုအမေရိကန်ကတင်စီခဲ့တာပါတမိုးအားဖြင့်ဆိုရင်ဒေါ်လာ6ဘီလီယံကျော်တောင်ရှိပါတယ်စဉ်းစားတာကြည့်ကတော့ဒီလောက်ကြီးမားတဲ့ဝင်ငွေဆုံးရှုံးမှုကြီးကအီရန်ရဲ့စီးပွားရေးကိုဘယ်လောက်အထိအကြီးကျယ်ထိုးနှက်နေမလဲဆိုတာကိုပေါ့ဒီလိုအလိုအလဲခံနေရတော့အီရန်တော်လှန်ရေးအဆောင်တက်ကလည်းညှိမနေပါဘူး။ဗျူဟာမြောက်တံပြန်လှုပ်ရှားမှုတွေလှုပ်လာပါတယ်။အမေရိကန်ကသာစည်ရည်လှုပ်ရှားမှုတွေဆက်လုပ်နေမယ်ဆိုရင်ကမ္ဘာအစွမ်းအင်ထောက်ပံ့မှုအတွက်သွေးကြောကြီးတစ်ခုဖြစ်တဲ့ Hormuz ရေလက်ကြားကိုလုံးဝပိတ်ပစ်လိုက်မယ်လို့ချိန်ချော့လာပါတော့တယ်။အခြေအနေကတော်တော်လေးတင်းမာလာပြီနော်။အပိုင်း3စစ်စိတ်နဲ့ရေနံစင်းနှုံကမ္ဘာဖရူနိုင်ငံရေးတင်းမာမှုတွေကြောင့်နောက်ထပ်လဲချသွားမဲ့ဒိုမီနိုအုပ်ချက်တစ်ခုကတော့ငွေကြေးပိုင်းဆိုင်ရာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရေနံဈေးကွက်ကြရက်ပဲဖြစ်ပါတယ်။ဒေါ်လာ25ဘီလီယံဒီကနန်းကိုတေချာကြည့်ပါ။ဒါဟာဖိခဲ့တဲ့ဖေဖော်ဝါရီလနောက်ပိုင်းကစပြီးအမေရိကန်ကဒီပဋိပက္ခအတွက်သုံးစွဲခဲ့တဲ့စစ်စရိတ်ပါပဲ။ထိုင်းဘက်ငွေနဲ့ဆိုရင်ပတ်8သိန်းလောက်တောင်ရှိပါတယ်။ဒီလောက်ပမာဏကြီးမားတဲ့ငွေကြေးတွေဆုံးရှုံးနေတယ်လို့အမေရိကန်စစ်တပ်73ဦးလည်းအသက်ပေးခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကြားမှာနောက်ထပ်ထိုးတက်သွားတဲ့ကိန်းဂဏန်းတစ်ခုကတော့တတိစေခေပါဟော်မုစ်ရေလက်ကြားပိတ်ဆို့ခံရတော့မလားဆိုတော့စိုးရိမ်မှုတွေကြောင့်ကမ္ဘာရေနံဈေးဟာတစီကိုဒေါ်လာ100စီကနေ170ဒေါ်လာအထိချက်ချင်းဆိုသလိုကိုခုန်တက်သွားသေးပါတယ်။စွန့်ဈေးကွက်တဲ့ကကမန်းကမအဖြစ်မှုတွေကိုဒီစရာမှာရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ UAE နိုင်ငံကရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ကနေရုတ်တရက်နှုတ်ထွက်သွားတာဟာမတည်ငြိမ်တဲ့ရေနံထောက်ပံ့မှုကွင်းဆက်ပေါ်စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေကိုပိုပြီးကြီးထွားစေပါတယ်။တချိန်တည်းမှာပဲအီရန်မှာကငွေကြေးဖောင်းပွမှုက90%ကျော်နေပြီလေဆိုတော့ကမ္ဘာရေနံဈေးကွက်တစ်ခုလုံးကလည်းအလွန်ကိုလောက်ခတ်နေပါတော့တယ်အပိုင်းလေးအမေရိကန်ဗဟိုဘဏ်အဖွဲ့အတွင်းသဘောထားကွဲလွဲမှုဒီလိုကမ္ဘာလုံးဆိုင်ရာမက်ခရိုစီးပွားရေး PR တွေပတ်ချလဲဝိုင်းလီတော့အဖွဲ့အစည်းကြီးတွေအတွင်းမှာလည်းအကြောင်းတွေထန်လာပါပြီဒါကိုအမေရိကန်ဗဟိုဘဏ်မှာတည်တည်တာထားတွေ့လာရပါတယ်ဗဟိုဘဏ်ရဲ့မူဝါဒခမှတ်သူတွေကြကမဲခွဲဆုံးဖြတ်မှုရလဒ်ကိုကြည့်လိုက်ပါအတိုးနှုန်းကိုအရင်တည်းဆက်ထားဖို့ရှင်မယ်ပြောင်းလဲခြင်းတဲ့သူက၄မဲဆိုပြီးသဘောထားတဲ့အကြီးကျယ်ကွက်လက်သွားခဲ့ပါတယ်ဒါတာမန်ကိစ္စမဟုတ်ပါဘူး1989ခုနှစ်နောက်ပိုင်းအမေရိကန်ဗဟိုဘဏ်အတွင်းမှာအကြီးမားဆုံးသောသဘောထားကွက်လက်မှုကြီးပဲဖြစ်ပါတယ်
တကယ်တော့ဘုံဟိုပန်ရင်ဆိုင်နေရတဲ့အကြက်အတဲကအတော်လေးကိုခေါင်းခဲစရာပါတစ်ဖက်မှာစွိုင်းရင်ဈေးတဲ့တောင်းတက်လာတဲ့ငွေကြေးဖုံးဖုံးမှုတစ်ဖက်မှာ4.3%မှရှိနေတဲ့ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိမှုဒါတွေကိုများတအောင်ထိန်းနေရတာပါအဆိုးဆုံးကတော့နိုင်ငံရဲ့ကျွေးမီကဒေါ်လာ3.9 trillion နီးပါးရှိနေတဲ့အတွက်မူဝါဒတွေကိုဖြည့်လျှော့ပေးဖို့သမ္မတထရွန်စီကနေအပြင်းအထန်ဖိအားပေးခန့်နေရတာပါပဲ American ဗဟိုဘဏ်ရဲ့အချိန်မြတ်မြခေါင်းဆောင်မှုအပြောင်းလဲတွေကိုကြည့်ရအောင်ပါလက်ရှိဥက္ကဋ္ဌ Jerome Powell ရဲ့တက်တန်းကကုံဆုံးတော့မယ်သူ့နေရာမှာ Kevin Walsh ကိုအသစ်ခန့်ဖို့အဆိုပြုထားကြတယ်ဒီကိုခေါင်းဆောင်တစ်ရောက်လာတဲ့အခါကမ္ဘာအတိုးနှုံးလမ်းကြောင်းဟာအတော်လေးကိုအသက်အချက်ကျန်းလန့်နေတယ်ဆိုတာကိုကြိုတင်အချက်ပြနေသလိုပါပဲအပိုင်းငါထိုင်းစီးပွားရေးအပေါ်ရိုက်ခတ်မှုအခုတော့ကမ္ဘာကြီးရဲ့တစ်ဖက်ချမ်းကဒိုမီနိုအုပ်ချက်တွေလဲကျလာမှုဟာဒေတာတဝင်းထိတဲ့ထိုင်းနိုင်ငံကပြည်သူတွေရဲ့ပိတ်ဆန်အိတ်ထဲကိုဘလို့ထိုင်းရက်လာရိုက်ခတ်တယ်လဲဆိုတဲ့နောက်ဆုံးမှတ်တိုင်းကိုရောက်လာပါပြီထိုင်းစီးပွားရေးရဲ့လက်ရှိအားနည်းနေတဲ့အခြေအနေကိုဒီမှာနှိုင်းယှဉ်ကြည့်လို့ရပါတယ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာ17.5%လောက်လေးပဲရှိနေချိန်မှာမူဝါဒအတိုးနှုန်းကိုလည်းအလွန်နှိမ်ကျတဲ့10%မှာဆက်ထားဖို့အတင်းအကျပ်ဖိအားပေးခံထားရပါတယ်အတော်လေးမှကြက်တဲနေတဲ့အနေအထားပါ ကမ္ဘာရေနံဈေးတွေတက်လာတဲ့အခါဒေတာတွင်းအစိုးရကဘယ်လိုတုံ့ပြန်တယ်လဲကြည့်ရအောင်အစိုးရအနေနဲ့ပထမဆုံးလက်စစ်ယူနစ်နေရအတွေ့မီတာကိုထောက်ပံ့ကြေးပေးပြီးပြည်သူတွေကိုကူညီဖို့ကြိုးစားပါတယ်ဒါပေမဲ့ဒီလိုစစ်လိုက်သတ်မှတ်ထားတဲ့လက်စစ်ကားဖွဲ့စည်းပုံကြောင့်အယောင်ကျနေပြီးသားဖြစ်တဲ့အသေးစားနာအလက်စားစီးပွားရေးလုပ်ငန်းရှင်တွေအပေါ်ကိုကုန်ကျစရိတ်မွန်ထုတ်ဝင်ဖို့တွေကမရည်ရွယ်ပဲတိုက်ရိုက်ချရောက်သွားစေပါတယ်ဒီကြီးမားကျပြတဲ့ကမ္ဘာစစ်တူရင်ခုန်ကြီးနဲ့ကျွန်တော်တို့နေ့စဉ်ဘဝနဲ့အနည်းဆက်ဆုံးကိစ္စတစ်ခုကိုချိဆက်ကြည့်လိုက်ရအောင်ဒူရင်ဒီတလုံးကိုဘက်ရတောင်ဖြစ်သွားတဲ့ပြဿနာလွတ်တော်တဲ့အထိရောက်လာတာကိုကြားလိုက်ကြလားဒါဟာဒီကုန်စည်နှုန်းမြင့်တက်မှုတွေကပြည်တွင်းဝယ်ယူနိုင်စွမ်းအပေါ်ဘလောက်အထိအကြီးကျယ်ဖိအားဖြစ်စေတယ်လဲဆိုတာကိုအတိအကျထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်ဒီတော့အင်အားကြီးနိုင်ငံနေတဲ့စစ်တူရင်ရွှေကွက်တွေကနေကမ္ဘာစွမ်းအင်ဈေးကွက်အဲ့ဒီကနေတဆင့်ဗဟိုဘဏ်တွေရဲ့ဆုံးဖြတ်ချက်တွေနောက်ဆုံးမှာဒေတာတွင်းကဒူရင်တီးစင်းနဲ့မီတာခါတွေအထိဒိုမီနိုအုပ်ချက်တွေလို့စစ်တိုက်ရိုက်ခတ်လာပါတယ်ဒီလိုစက်တိုက်ခတ်နေတဲ့စီးပွားရေးမုန်တိုင်းကြီးကိုဒေတာတွင်းစီးပွားရေးတွေအနေနဲ့ဘလို့များကြန့်ခံရင်ဆိုင်ကြောဖြတ်ကြမလဲဒီနေ့သတင်းသုံးသပ်ချက်ကနေအားလုံးပဲစဉ်းစားစရာတွေရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်